ကမ္ဘာကောင်းဆုံးဘောလုံးသမားမက်ဆီအိန္ဒိယနိုင်ငံကိုဒုတိယအကြိမ်ရောက်ပြီးအားလုံးပဲမင်္ဂလာပါကမ္ဘာကောင်းဆုံးဘောလုံးသမားစုရှစ်ကြိမ်ထိရရှိပိုင်ဆိုင်ထားတဲ့လီယိုနယ်မက်ဆီဟာဒီနေ့မနက်အစောပိုင်းမှာပဲ private jet နဲ့ပဲသူ့ရဲ့အသင်းပေါ်တငယ်ချင်းတွေဖြစ်တဲ့ Rodrigo De Paul, Luis Suarez တို့နဲ့အတူအိန္ဒိယနိုင်ငံကိုရောက်ရှိလာခဲ့ပါပြီမက်ဆီဟာဂုတ်တိုးနေတဲ့အိန္ဒိယနိုင်ငံကာလာကတ္တာမြို့ကိုဒီနေ့မနက်အစောပိုင်းမှာပဲစတင်ရောက်ရှိလာတာဖြစ်ပါတယ်မက်ဆီဟာအိန္ဒိယနိုင်ငံမှာတိုးအနေနဲ့ရောက်ရှိလာတာဖြစ်ပြီးခီးစဉ်အတွင်းအိန္ဒိယနိုင်ငံကနိုင်ငံရေးသမားတွေနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တွေကမ္ဘာကျော်ဘောလီဝုဒ်သရုပ်ဆောင်တွေနဲ့တွေ့ဆုံသွားမှာဖြစ်တယ်လို့အိန္ဒိယဂုတ်တိုးအဖြစ်စီစဉ်ထားတဲ့တွေ့ဆုံပွဲအခမ်းအနားတွေကိုလည်းမက်ဆီဟာတက်ရောက်သွားမှာဖြစ်ပါတယ်လီယိုနယ်မက်ဆီဟာအိန္ဒိယနိုင်ငံကိုဒုတိယအကြိမ်ရောက်ရှိလာခဲ့တာဖြစ်ပြီး2012ခုနှစ်တုန်းကလည်းပထမအကြိမ်ဖြစ်အိန္ဒိယနိုင်ငံကိုရောက်လာခဲ့ပူတာဖြစ်ပါတယ်အဲဒီချိန်တုန်းကအာဂျင်တီးနားနဲ့ဗင်နီဇွဲလားတို့ရဲ့နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲကိုအိန္ဒိယနိုင်ငံကာလာကတ္တာမြို့ကဆော့လိတ်ကွင်းကြီးထဲမှာကစားခဲ့တာဖြစ်ပြီးမက်ဆီလည်းပါဝင်ကစားခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်ကမက်ဆီပါဝင်တဲ့အာဂျင်တီးနားအသင်းရဲ့ပွဲကိုပရိသတ် 8500 ကျော်အထိလာရောက်ကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မက်ဆီရဲ့အိန္ဒိယခရီးစဉ်ဟာတော့ဘယ်ဘောလုံးပွဲကိုမှပါဝင်ကစားသွားမှာမဟုတ်ဘဲအရေးကြီးတဲ့တွေ့ဆုံမှုတွေနဲ့ပရိသတ်တွေ့ဆုံပွဲတွေကိုသာအဓိကထားလှုံ့ဆော်သွားမယ်လို့သိရပါတယ်။မက်ဆီဟာအိန္ဒိယနိုင်ငံကာလာကတ္တာမြို့ကိုရောက်ရှိနေချိန်ပရိသတ်တို့ရဲ့ကြိုဆိုမှုကိုခံရသလိုလန်ဒရှောက်မက်ဆီတဲခိုခဲ့တဲ့ဟိုတယ်ရှိထိမက်ဆီရဲ့ပရိသတ်တွေကကြိုဆိုနှုတ်ဆက်ဖို့စောင့်နေကြတာတွေ့ရပါတယ်။မက်ဆီဟာအိန္ဒိယနိုင်ငံကအဓိကမြို့ကြီးတွေဖြစ်တဲ့ကာလာကတ္တာ ဟိုက်ဒရာဘတ် မွန်ဘိုင်းနဲ့နယူးဒေလီမြို့တွေကိုသွားရောက်မှာဖြစ်ပြီးမက်ဆီရဲ့ဒီခရီးစဉ်ဟာ82နာရီသာကြာမြင့်မှာဖြစ်ပါတယ်။ကာလာကတ္တာမြို့ကိုစတင်မဲ့မက်ဆီရဲ့ခရီးစဉ်ဟာနယူးဒေလီမြို့မှာအဆုံးသတ်မှာဖြစ်ပြီးတော့အိန္ဒိယနိုင်ငံကခရစ်ကက်စူပါစတာတွေနဲ့လည်းမက်ဆီဟာခရီးစဉ်တွေတွေ့ဆုံသွားမှာလည်းဖြစ်ပါတယ်။နောက်ပြီးမက်ဆီဟာအိန္ဒိယနိုင်ငံရဲ့ဂုဏ်ဆောင်ကမ္ဘာကျော်မင်းသားတစ်လက်ဖြစ်တဲ့ရှာရူခန်နဲ့လည်းတွေ့ဆုံသွားမှာဖြစ်ပါတယ်။ရှာရူခန်ကလည်းမက်ဆီနဲ့တွေ့ဆုံခွင့်ရဖို့အတွက်မိသားစုကိုပါအတူခေါ်ဆောင်လာမယ်လို့လည်းသိရပါတယ်။မက်ဆီဟာအိန္ဒိယနိုင်ငံမှာအခမ်းအနားတွေတွေ့ဆုံမှုပွဲတွေအပြင်လူငယ်ဘောလုံးသမားတွေနဲ့ပါတွေ့ဆုံမှုပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။တချို့သောဘောလုံးပရိသတ်တွေဆိုရင်ကမ္ဘာဖလားဆုရှင်အကောင်းဆုံးဘောလုံးသမားမက်ဆီကိုအိန္ဒိယဘောလုံးလောကကယ်တင်ပေးပါဆိုပြီးတော့စာရန်ပါစာရွက်လေးတွေကိုကင်ကတောင်းဆိုမှုတရက်ပါပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။မက်ဆီဟာခရီးစဉ်ရဲ့အရေးကြီးတဲ့အစိပ်ပိုင်းအနေနဲ့အိန္ဒိယနိုင်ငံကာလာကတ္တာမြို့ကလိတ်တောင်းနိုင်စင်နာကသူ့ရဲ့ကမ္ဘာဖလားကိုကင်မြောက်ထားတဲ့ကြေးရုပ်ထုဖွင့်ပွဲအခမ်းအနားကိုလည်းဒီနေ့မှာတက်ရောက်သွားမှာဖြစ်ပြီးမက်ဆီရဲ့ရုပ်ထုဟာ20မီတာသို့မဟုတ်ပေ80လောက်အထိကိုမြင့်လာလည်းဖြစ်ပါတယ်။မက်ဆီဟာဟီးရိုးတယောက်လိုကြိုးဆိုခံရမယ့်အိန္ဒိယနိုင်ငံခရီးစဉ်အခမ်းအနားကို14နှစ်ကြာမှနောက်တစ်ကြိမ်ပြန်ရောက်ရှိလာတာဖြစ်ပြီးဒီတစ်ခါမှာတော့အရင်လိုမဟုတ်ဘဲကမ္ဘာဖလားဆုရှင်အကောင်းဆုံးကစားသမားတစ်ဦးအနေနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါပြင်မက်ဆီဟာဒီခီးရဲ့အရေးပါတဲ့ကိစ္စရဲ့အနေနဲ့အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့လည်းတွေ့ဆုံသွားအောင်မှလည်းဖြစ်ပါတယ်။မက်ဆီရဲ့ပထမဆုံးပရိသတ်တွေ့ဆုံပွဲအခမ်းအနားကိုအိန္ဒိယနိုင်ငံကာလာကတ္တာမြို့မှာကျင်းပသွားမှာဖြစ်ပြီးပရိသတ်9000ကျော်အထိတက်ရောက်ကြည့်ရှုသွားမယ်လို့လည်းသိရပါတယ်။မက်ဆီရဲ့ဒီပွဲအတွက်ပရိသတ်တွေဟာလက်မှတ်တစ်စောင်ရူပီ9000နဲ့အထက်ကိုအနည်းဆုံးထားဝယ်ယူပြီးကြည့်ရမှာလည်းဖြစ်ပါတယ်။ဒါကတော့ကမ္ဘာကျော်ဘောလုံးသမားလီယိုနယ်မက်ဆီရဲ့အိန္ဒိယခရီးစဉ်အကြောင်းကို Football IQ မှာအကောင့်နှုတ်တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတာကျေးဇူးတင်ပါတယ်။